ခုမနေ့ခွန်ခွဲရှိသွားပြီ Sky View မှာ breakfast စားမယ်စားပြီးရတယ်တို့ကလောကနေပြီးတော့ရွာငံကိုဆိုင်ငယ်နဲ့တွားပါမယ် let's go တွားမယ်ဆိုတော့တနားကြီးကြော်ပဲကြာတယ်လမ်းမတန်းတောက်လျှောက်လုံးမယ်မောင်းတော့တို့ကိုခဲကြည့်တာတော်ခီးလန်းတော်တော်များများတို့ဟိုကိုခဲကနေရှာရဲပေါ့နော်40ရာခိုင်နှုန်းလောက်ကကိုခဲကနေဒီတေးရှာတယ်60ရာခိုင်နှုန်းကတော့လမ်းမှာတို့ communication လုပ်ပြီးတော့အန်ဒီတွေပြဦးလေးတွေပြလမ်းခီးကိုမေးရပေါ့အဲ့လိုမျိုးပဲသွားပါတယ်ကဲဒီနေ့ကတော့ရွာငံခီးစင်လေးပါ let's go သမင်းကျော်ကြက်ဦးလေးနဲ့ကော်ဖီလေးလည်းပေးထားတယ်ကဲချင်းလေးလည်းပါတယ်မနေ့ကင်းဆော်ရီမှာပူပူနွန်းနွန်းလေးစားရတယ်ရတာဘာနဲ့မှမလဲနိုင်တော့ဆောက်မောင်းတော့မှာပြောလေအဝါပြေသွားပြီလမ်းကြီးမှာလို့စားတော့သိမရှိဘူးရန်ကောင်းပါရဲ့တော့ကြမယ်တို့ရွာငံသွားမယ်လမ်းကြီးမှာစီမလောက်မှာဆိုလို့စီကိုတက်တက်ဘူးနဲ့ထည့်ပြီးတော့စီဆိုင်ရောက်မှစီပြန်ဖြစ်မှာပါကဲဟိုတယ်ကညီမလေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်တို့ခုကတော့စီဖြစ်ဖို့စီတန်းနေပါစီဖြစ်ပြီးရတယ်တို့ခီးစင်ကတော့စထွက်ပါတို့စထွက်လာတဲ့မိုးကတောက်လျှောက်ရွာတာဟိုလမ်းကွာဘယ်လိုပြောမလဲဟိုရက်ွက်တွေရှိလိုက်တော်လန်းလေးဖြစ်လိုက်အဲ့လိုမျိုးဖြစ်ကွာရှုခင်းနေအဲ့လိုမျိုးဖြစ်တော့အရန်အမြန်မောင်းလာတာအမှန်တကယ်ဒီခီးစင်ကတနာရီခွဲမောင်းမှာတနာရီတည်းနဲ့ရောက်လာတာဘယ်လောက်တောင်အမြန်မောင်းလာဆိုလက်တွေဆိုဆိုင်ငယ်ကိုလို့ဆွဲထားညီရဲသွန်းတာပဲတော့ရောက်ပြီရေပြားအိုင်ဝင်နဲ့လမ်းထဲစီကိုရောက်နေပြီတကယ်တော့ရေပြားစမ်းရည်တကုံလည်းရှိရရေပြားအိုင်လည်းရှိရတို့ဒီလမ်းနဲ့အကုန်လုံးကတောက်လျှောက်တွဲရပဲတို့ဝင်ပါမယ်တောက်လျှောက်ကမိုးတွေရွာနေကဲသွားပါမယ်တို့လမ်းထဲကို9မိနစ်လောက်ပဲဝင်လိုက်တာနဲ့ကွာရေပြားအိုင်ကိုတန်းရောက်ပြီရေပြားအိုင်ရောက်တို့လမ်းတွေ30ရှိရဒီဘေးလမ်းသွားရင်ရေတကုံတစ်ခုရှိရတက်သွားရင်ရေတကုံတစ်ခုဒါဆိုတော့နောက်ပြန်ဆုတ်လာတာပေါ့ဒါဆိုရင်ရေပြားအိုင်ရှိရနေရာတစ်ခုတည်းမှာကွာတည့်ရမလားကွာရေတကုံက2ခုရေပြားအိုင်က1ခုအဲ့လိုမျိုးပြီးတော့ရှိနေတဲ့ရေတကုံနေဆိုတာလဲရှယ်ပဲတော့ပြီးရင်ပြပြီမယ်တေချာတစ်ခုအခုကရေပြားအိုင်ကိုအရင်သွားမယ်let's go သွားမယ်ရင်ခုန်နေပြီလီးရေပြားအိုင်ကိုသွားနေပါပြီရင်နေခုန်နေပါပြီကြည့်ပါဦးဘိုးကနေကြည့်ရအောင်ဘလူးကအဲ့လိုမျိုးပြာရောင်ကြီးကဖြာထွက်နေတာရမ်းလာတယ်ကင်မရာထဲမှာထက်ကွာအပြင်မှာမြင်ရတဲ့ view site ကပို့ပြီးတော့မိုက်တာကွာလာကြည့်တင်တယ်လူကနည်းနည်းမိုးရည်တွေဆိုထားတော့ကြရက်တွေတော့ထားတယ်ဒါပေမဲ့ကြည့်ပါဦးရမ်းလာနော်ရမ်းလာတယ်ရေပြားကြီးပါဒီကင်မရာတွေကတော့မြင်ရလားတော့မသိဘူး तू ကအောက်ဆုံးအထိကိုကွာတေချာ clear ဖြစ်ဖြစ်မြင်ရကွာဒီမှာဆိုလို့ရှိရင်အောက်မှာဆိုတစ်ကိုင်းနေဘယ်နှခွေနေရအစားကွာတေချာမြင်ရကွာအိုးတော်တော်ကျန်းတယ်နော်ရေပြားတော်တော်လာအခက်ခဲရတော့မြင်တဲ့အတိုင်းပဲအနှွေးတွေကတစ်ထက်မိုးကတစ်ထက်အဲ့လိုမျိုးသွားတာဟိုရေပြားဆန်းရေတကွန်ရောက်ပါပြီလာတာနည်းနည်းလေးလှမ်းနေဟို10မိနစ်လောက်တော့ရှိမယ်ဆိုင်ငယ်နဲ့လာတာတော့မှလေဒီမှာဝင်ကြေးပေးရတယ်တယောက်ကို2000တို့ဆိုင်ငယ်ပါတော့ဆိုင်ငယ်ဘိုးပါထဲတော့တယ်ပေါ့6000ပေးရတယ်ကဲတို့ရေတကွန်စီသွားပါမယ်ရေတကွန်တန်းလေးကြားလားသူကကွာတို့ပထမဆုံးစစချင်းမြင်ရတာဒီရေတကွန်ကွာဒါတော့သူကစိုက်သေးတယ်ကွာသူရဲ့ဒီအောက်ထပ်မှာဆိုလို့ချင်းကွာဓပုံရိုက်ဖို့နေရာကြီးလဲလုတ်ပေးထားတယ်ဒီတက်ပိုကြီးရဲ့ရေတကွန်ကရှိသေးတယ်အပပဒါတော့တော်တော်ကြီးပြီးတော်တော်လှနေပြီဒီတက်ပိုကြီးရဲ့ဆိုဘယ်လိုစိုက်လဲမသိဘူးကဲတော့သွားအောင်ရန်လာတော့တို့ရေတကွန်ကြိုက်ခဲ့ပြီဆိုတော့လေဘွားမှာအဲ့လိုရေတကွန်တွေသွားတင်ခဲ့တာအရန်သဘောကျတယ်ရန်လာတယ်လက်ပြီဆိုတာဒါမျိုးလေးလားမသိဘူးနော်တို့နောက်ထပ်ရေတကွန်တစ်ခုကိုထပ်ရှောင်တာပါတို့ခုလိုတောင်ပတ်လေ view လေးကနေရေတကွန်လေးကဒီဘေးကနေထပ်ဆင်းရမှာပါfinally တော့ရောက်ရှိလာပါပြီနည်းနည်းတဲရင်မို့စကားရရတယ်လို့ပဲကဲရင်ခုန်စံနဲ့ရောက်ရှိခဲ့ပါပြီတို့အောက်ကိုဆင်းဖို့တဲကအရန်ပြော့နေတော့နင့်ဝင်သွားမှာဆိုလို့တို့ကခေါ်ပဲဆိုလို့တို့2ယောက်ပဲရှိတယ်
အဲ့တော့တို့စိတ်တိဖြစ်တဲ့နေရာမှာပဲနေပြီးတော့ယူလေးကိုပဲခံစားပြီးပြန်ပါမယ်ရန်လာပါလေဟောဒီမှာကြည့်ပါဦးတွေ့လားဒါတို့ဆင်းရတဲ့တရားပါတချို့နေရာတွေခြေလမ်းတစ်ချက်မားလို့မရတွေ့လားအောက်မှာကြောက်ကြီးပဲရှိထထအောင်တော်မောင်းဒါအရမ်းမောလို့သူတို့ပေးရတဲ့ဘန်ဂလိုလေးတွေမှာခဏနားနေဆက်ပြီးတက်အောင်အရမ်းမောတယ်ရင်းနေအောင်တစ်စက်စက်တုံးနေတော့လူမျိုးထောင်တက်ရတာဆိုစင်းတော့မတိရတက်တော့မလေးတက်ထွက်တော့မယ်တိုင်းပဲဟိုနောက်တဲ့ရေတကွန်တစ်ခုထပ်သွားစရာရှိသူတနေရာတည်းဝင်တာနဲ့ရေတကွန်က3နေရာလောက်ဖြစ်နေအောင်သွားမယ်ဆို9မိနစ်10မိနစ်လောက်ပဲပြန်ကြရတာ3နေရာဝင်မယ်ဆိုလို့ရှိရင် let's go သွားပါမယ်လူချားနေရာတခုဆက်လက်ပြီးသွားပါမယ်